Glava Liverpool, we're the Reds. Liverpool, in our heads. Liverpool, hearts on fire. Liverpool. အားလုံးပဲမင်္ဂလာပါမင်းညာကဖူဟန်လီဗာပူးပွဲစဉ်ပြီးပွဲပြီးသုံးသက်ချက်ဆိုတာထက်ပြစိတ်ခံစားမှုလေးတွေနည်းနည်းပြောချင်လို့ပါဒါကရူဘင်အာမိုရင်ရဲ့ breaking news လေးကြားပြီးတော့လဲကျွန်တော်နည်းနည်းဒီမှာခရီးသွားရင်းနဲ့ဒီဗီဒီယိုဒီအတန်ဖိုင်လေးကိုရိုက်ပြီးတော့ကျွန်တော်ဒီမှာ YouTube တင်ဖို့လုပ်တာပေါ့နော်ကျွန်တော်တို့လီဗာပူးနဲ့ပတ်သက်ပြီးတော့အာနီစလော့ရဲ့စိတ်ခံစားမပြတ်မသားဆုံးဖြတ်ချက်တွေနဲ့လီဗာပူးရဲ့လာလန်းနေရတော့သိကောင်းမနေဘူးဆိုတာကျွန်တော်တို့မြင်တွေ့ခံစားနေရတော့ဗျာနည်းနည်းလေးစိတ်ထဲမှာပြောကျင်လာလို့ပေါ့ဗျာအဲအကြောင်းဒီဟာလေးကိုကျွန်တော်ရိုက်ချင်းဖြစ်ပါတယ်လီဗာပူးနဲ့ဖူဟန်မှာဆိုလို့ရှိရင်ဖူဟန်ကဟယ်ရီဝစ်ဆန်ကျွန်တော်တို့ရဲ့ငယ်မွေးချန်ပေါက်လေးလို့ပြောလို့ရတဲ့ဘေတန်လေးဟယ်ရီဝစ်ဆန်ကဖူဟန်အတွက်လီဗာပူးကိုဥဆောင်ကိုသွင်းသွားတယ်ပြီးခဲ့တဲ့နှစ်ကလည်းဟယ်ရီဝစ်ဆန်လီဗာပူးကိုတကူသွင်းထားသေးတယ်နော်ထားပါတော့ဒါဟာလီဗာပူးရဲ့ငွေမွေးချဘောက်ကနေပြီးတော့လီဗာပူးကိုသွင်းသွားတာဒါဝမ်းသာစရာလေးပါသူလည်းနည်းနည်းတော့အောင်ပွဲခံသွားပါတယ်သူရဲ့ကိုသွင်းယူမှုကိုပေါ့နော်ဒါအပြစ်မြင်စရာမဟုတ်ပါဘူးကျွန်တော်တို့လီဗာပူးကဒါကျွန်တော်တို့ကစားသမားတွေနဲ့ကစားပုံအထိုင်မကျတာတိုက်စစ်လမ်းကြောင်းဖော်တာခန်းစစ်လမ်းကြောင်းတွေမထင်ရှားတာဒါတွေကိုပြောပြရမှာပေါ့နော်အပြစ်တွေအာနီစလော့လူထုတ်ပုံတွေအာနီစလော့ဘယ်ကစားကွက်အခင်းချင်းကိုသွားကျင်နေတာလဲဆိုတာကိုဒါကျွန်တော်တို့ကအပြစ်ဖို့ရမှာပါဟုတ်ပြီကျွန်တော်တို့ကိုသမအလီဆန်ဒီဘက်ဘေးမှာဆိုလို့ရှိရင်ကျွန်တော်တို့နောက်တန်းကတော့တွေ့သိတဲ့လူတွေအတိုင်းပဲထွက်လာတယ်ပွဲထွက်လာတယ်တခုရှိတာကဆိုဘိုစလိုင်းကိုကျွန်တော်တို့ဆိုဘိုစလိုင်းကိုဘာလို့ဆလာနေရညာတောင်ပံမှာထားမကစားတယ်လဲဆိုတာကျွန်တော်တို့ဒါနည်းနည်းလေးတွေးချင်စရာပေါ့နော်ဘာလို့လဲစူဘူစလိုင်းကိုအဲ့လိုမျိုးမထားတယ်စူဘူစလိုင်းကိုမထားစီခြင်းဘူးမထားခြင်းဘူးဆိုလို့ရှိရင်တောင်မှဒီလိုမျိုးတိုက်စစ်အီကီတီကီဘလူးတို့ဘာညာဆလာတို့မပါတဲ့အချိန်မှာဆိုရင်တော့ Florent Bat တို့ဘာတို့ဒါမှမဟုတ်လေ Manchester တို့ရောအဲ့လိုမျိုးသူစူးစမ်းမကြည့်တင်ဘူးလားဒါမှမဟုတ်လေခြေစာရှိရဗျာခြေစာကိုမစူးစမ်းတင်ဘူးလေခြေစာကိုနေရာမပေးတင်ဘူးလားဒါမှမဟုတ်လေဗျာတခြား option တစ်ခုလေးပေါ့ကျွန်တော်တို့မစဉ်းစားတင်ဘူးလားအာနီစလော့อ่ะเนาะကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ပြီးရင်တခုကကစားကွက်ကြီးကကျွန်တော်ကွင်းလေကြီးတော်တော်ပျောက်သွားတယ်ဗျကွင်းလေကြီးကကစားကွက်ကဘာမှကိုမရှိဘူးဂရာဘန်ဘက်ကလည်းကွင်းလေအဖြစ်မဟုတ်တော့ဘဲနဲ့ attacking threat မှာသူကဝင်ပါနေတယ်လို့ဖြစ်နေတော့ဂရာဘန်ဘက်ရဲ့ခြေစွမ်းကလည်းဟိုးအောက်ဆုံးကိုရောက်နေတယ်မဂါလည်းမရှူနိုင်မကင်နိုင်နေဖြစ်နေတယ်အဲ့ဒါအပြင်မှာဆိုဘူစလိုင်းကလည်းညာနောက်ခံလူကွင်းလေလူဟိုညာတောင်းပန်းလူဖြစ်နေပြီးတော့ခွေးယူကိုအယူမီဝိုင်းလို့ဖြစ်နေတဲ့ကစားကွက်ကြီးဗျာနော်အဲ့မှာတိုက်စင်မှုစစ်ကမရှိတော့ပူဆိုးသွားရောကျွန်တော်တို့လီဗာပူးကဒီဝါဒီမှာကောချန်ပီယံလိဂ်ဝင်ခွင့်ကိုရနိုင်ပါမလားဆိုတာကျွန်တော်တို့တွေးထင်စရာကောင်းလာတယ်တော်သေးတာပေါ့ကျွန်တော်တို့ပွဲစဉ်နှစ်ပွဲဆက်တိုက်တည်ကြတဲ့အချိန်မှာချဲဆီတို့မန်ယူတို့ကလည်းတပွဲရှုံးတပွဲတည်ရည်တွေနှစ်ပွဲတည်ကြတာတွေနဲ့တိုးနေလို့ကျွန်တော်တို့ခံစားနေတာပေါ့ဗျာနော်ဒါပေမဲ့လည်းအခုလက်ရှိဇယားမှာဆိုလို့ရှိရင်အဆင့်14လောက်ထိတောင်မှကျွန်တော်တို့ဒီချန်ပီယံလိဂ်ဝင်ခွင့်ကိုမျှော်မှန်းလို့ရတယ်ဆိုတဲ့အခြေအနေတစ်ခုကိုရောက်နေတယ်လို့ကျွန်တော်တွေးရတယ်ဗျာနော်ဘသူကိုမှကျွန်တော်တို့အပြစ်ပြောနေတာထက်စားလို့ရှိရင်တော့လီဗာပူးကဘယ်ကိုဥတီနေလဲလီဗာပူးရဲ့ခြေစွမ်းကဒီလိုပဲဇက်တိုက်တိုက်စစ်လိုခံစစ်လိုဖြစ်နေတော့မှာလား attacking threat ဒီเนาะကလော့ DNA ချပြီးခဲ့တဲ့လီဗာပူး DNA တွေကပျောက်ဆုံးသွားပြီလား quick transition တွေ quick counter တွေ heavy metal တွေ high pressing တွေ highlight event တွေကလုံးဝကိုအသုံးဝင်တော့ဘူးလားအဲ့လိုဆိုလို့ရှင်လေအာနီစလော့ချခြင်းနဲ့ကစားကွက်ကိုယတိပြတ်ဆုံးဖြတ်ချက်ချလိုက် Florent Bat Ikitiki ဟုတ်လား Isak ထားပါတော့ Isak ကတော့နာနေလို့သူတို့ကိုတည့်ကစားမှဆိုလေတည့်ကစားဗျာခုတော့မိုးဆလာမပါလဲလီဗာပူးရဲ့ခြေစွမ်းကဒီပုံစံတိုင်းပဲဆိုလို့မိုးဆလာကြောင့်လည်းမဟုတ်ဘူးလို့ကျွန်တော်တို့ကပြောလို့ရနေလို့ဖြစ်နေပြီဗျာနော်အဲ့တော့အာနီစလော့ရဲ့နီးစနစ်တွေကဗျူဟာတွေကလီဗာပူးအတွက်ကောတကယ်အမှန်တကယ်အသုံးဝင်ရဲ့လားအသုံးတည့်ရဲ့လားဆိုတော့ကျွန်တော်တို့ပြန်တွေးရတော့မယ်လို့ထင်လာပြီဖြစ်လာပြီကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကဖလားယူပေးခဲ့တာရောအာနီစလော့ရဲ့အစွမ်းဟုတ်ရဲ့လားဆိုတော့ကျွန်တော်တို့ဆက်ဆောင်ကြည့်စရာကောင်းလာပြီလို့ကျွန်တော်ကတော့သုံးသပ်မိပါတယ်မိတ်ဆွေတို့ရဲ့အမြင်တွေရောဘယ်လိုမြင်ရလဲဘယ်လိုထင်လဲကျွန်တော်တို့ဒီ
ပို့လေးမှာပြန်ပြီးတော့ဟိုပြီးတော့ comment like and share လေးလုပ်ပေးပြီး subscribe လေးလုပ်ပေးပါအောင်လို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နော်